ကျွန်းတွေအားလုံးကိုခွဲထားတဲ့ချိန်စာကိုဖျက်ဖို့မော်နက်ကအသက်ကိုပါစွန့်စားခဲ့ရတယ်။ဒီနေ့တော့မော်နက်နှစ်ဇလန်တစ်ခုလုံးကို3မိနစ်အတွင်းအတူချုပ်ပြောပြပေးမယ်။မိုးအာနာဟာသူ့ကျွန်းလူမျိုးတွေရဲ့ခေါင်းဆောင်နဲ့လမ်းညွှန်တင်မောမောင်းသူဖြစ်လာပြီး3နှစ်ကြာတဲ့အချိန်မှာတော့နေတိုင်းသူ့ရဲ့မွေးရမြေမိုတူနူအီကျွန်းနီးကကျွန်းတွေကိုလှည့်လည်ရှာဖွေနေပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့ပင်လယ်ကိုအခြေခံပြီးအသက်ရှင်နေတဲ့တခြားလူမျိုးတွေကိုရှာဖွေဖို့ပါ။ခရီးတစ်ခေါက်ကနေပြန်ရောက်လာချိန်မှာတော့မိုးအာနာကိုနှစ်1000အတွင်းပထမဆုံးထားတဲ့လို့ခေါ်တဲ့အထွတ်အထိပ်လမ်းညွှန်တင်မောမောင်းသူအဖြစ်အတိအမှတ်ပြုခံလိုက်ရပါတယ်။အဲ့ဒီနောက်ယူပါယုံတစ်ခုထဲမှာသူမရဲ့ဘိုးဘေးထားတဲ့ဗိတ်စပေါ်လာပြီးဘာကြောင့်ပင်လယ်နဲ့ဆက်ဆက်နေတဲ့လူမျိုးတွေအားလုံးပျောက်ကွယ်သွားရတာလဲဆိုတာကိုပြောပြပါတယ်။မကောင်းဆိုးဝါးမုန်တိုင်းနဲ့ဖျားနာဝါဟာလူသားတွေအပေါ်အာဏာရခြင်းတဲ့အတွက်ကျွန်းအားလုံးကိုအပြန်အလှန်ချိတ်ဆက်ပေးထားတဲ့ဒဏ္ဍာရီလာမော်တူဖတိုကျွန်းကိုပင်လယ်အောက်နှက်ထဲနစ်မြုပ်ပစ်ခဲ့တာပါ။ဘိုင်းစကလည်းမိုတူဖြူကိုပြန်လည်မြင့်တင်နိုင်မဲ့နီလန်ကိုမိုးအာနာမရှာနိုင်ရင်အနာဂတ်မှာမိုတူနူအီကျွန်းကလူမျိုးတွေလုံးဝမျိုးတုံးသွားလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ဒီတတိပေးချက်ကိုကြားပြီးတဲ့နောက်မိုးအာနာကအဘိုးဘေးတွေရဲ့ခေါ်တံကိုလိုက်နာဖို့မိုးအာနာကခရီးစဉ်အတွက်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီအဖွဲ့မှာပစ္စည်းတီထွင်ရာမှာကျွမ်းကျင်တဲ့လူတို့တမိုင်းပညာရှင်မိုနီစိတ်တူတက်တဲ့လက်သမားဖိုးကီလီသူမရဲ့အချစ်ဆုံးတရိษံလေးတွေဖြစ်တဲ့ပူအာနဲ့ဟေးဟေးတို့လည်းပါဝင်လာကြပါတယ်။သူတို့ဟာကောင်းကင်မှာဖြတ်တန်းသွားတဲ့ကျေတခွန်ရဲ့လမ်းကြောင်းကိုလိုက်ပြီးမော်တူဖတာကျွန်းကိုရှာဖွေထွက်ခွာကြပါတယ်။တစ်ဖက်မှာတော့မော်ဝီလဲနဲလာနဲ့အရင်ကရန်ညိုးရှိခဲ့တာကြောင့်မော်တူဖြူကိုရှာဖွေနေခဲ့ပေမဲ့နဲလာရဲ့လက်အောက်ခံမဲ့တဲ့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။မော်ဝီကမိုးအာနာကိုအကူအညီမတောင်းချင်ပါဘူးဘာလို့လဲဆိုတော့ဒီခရီးဟာအသက်အန္တရာယ်များလုံးပြီးသူမအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့တာပါမကြခင်မှာမိုးအာနာတို့အဖွဲ့ဟာခေကမော့တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်သူတို့ကနဝါကြောင့်သူတို့ရဲ့မွေးရကျွန်းနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ရကြောင်းပြောပြပါတယ်ခေကမော့တယောက်ရဲ့အကူအညီနဲ့သူတို့ဟာအီယာမခယူကြီးတကောင်ကိုအနိုင်ယူပြီးအဲ့ဒီထဲမှာရှိတဲ့မဲထင်ကရဲ့နေရာကိုရောက်သွားကြပါတယ်အဲ့ဒီမှာမိုးအာနာဟာမထင်ခင်နဲ့တွေ့ဆုံပြီးသူမဟာနဝါရဲ့အမိတ်အောက်မှာနေရတာကိုမကျေနပ်ကြောင်းသိလိုက်ရပါတယ်ဒါကြောင့်မထင်ကြကမိုးအာနာကိုလွတ်မြောက်အောင်ကူညီပေးပြီးမော်ဝီနဲ့တငယ်ချင်းတွေစီပြန်ပို့ပေးတယ်လို့နဝါရှိတဲ့နေရာကိုသွားနိုင်မဲ့လမ်းကိုလည်းညွှန်ပြပေးပါတယ်မော်ဝီကနဝါရဲ့နေမြေဟာလူသားတွေအတွက်တေမင်းတမန်လိုအန္တရာယ်များတဲ့နေရာဖြစ်ပြီးသွားရင်အသက်ရှင်ဖို့မလွယ်ဘူးလို့တတိပေးပါတယ်လန်ကီမှာနဝါရဲ့တတဝါတွေတိုက်ခိုက်လာလို့သူတို့ရဲ့ဖောင်ပျက်စီးသွားပြီးလူမနေတဲ့ကျွန်းတကျွန်းပေါ်ရောက်သွားကြပါတယ်အစပိုင်းမှာမိုးအာနာစိတ်ပြတ်အားလျော့သွားပေမဲ့မော်ဝီရဲ့အားပေးစကားတွေကြောင့်ပြန်ပြီးတတိမွေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ကမုတူချူကိုမော်ဝီကမြင့်တင်ပေးပြီးမိုးအာနာကထိတွေ့နိုင်ရင်သာနဝါရဲ့ကျိန်စာကိုချိုးဖျက်နိုင်မယ်လို့အစီအစဉ်ချလိုက်ကြပါတယ်နောက်ဆုံးတော့သူတို့ဟာမော်တူတရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့နဝါရဲ့မုန်တိုင်းကပင်လယ်တစ်ခုလုံးကိုအုံမိုင်းဖုံးလွှမ်းထားပြီးဘယ်သူမှအလွယ်တကူမဖြတ်ကျော်နိုင်ပါဘူးမော်ဝီကသူ့ရဲ့မော်ချိတ်နဲ့လမ်းဖွင့်ပေးဖို့ကြိုးစားပေမဲ့နဝါရဲ့အင်အားကအရန်ပြင်းထန်လွန်းတာကြောင့်ပြန်လည်တွန်းလှန်ခံလိုက်ရပါတယ်ဒီအချိန်မှာမိုးအာနာကမတွတ်မဆုတ်ပဲသူ့ရဲ့ဖောင်ကိုမုန်တိုင်းနဲ့တိုက်ရိုက်မောင်းနှင်သွားပါတယ်သူမသိတာကတော့ဒီခီးဟာအသက်ကိုစတေးရနိုင်တဲ့ခီးဖြစ်ပေမဲ့လူမျိုးအလုံးရဲ့အနာဂတ်အတွက်မဖြစ်မနေလုပ်ရမယ့်တောင်းတစ်ခုပဲဖြစ်ပါတယ်လိုင်းလုံးကြီးတွေနဲ့လျှက်စီးမိုးကြိုးတွေကြားမှာမိုးအာနာဟာနောက်ဆုံးမော်ဒူဖြူကျွန်းကိုထိတွေ့နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီခိုက်တက်မှာပဲနဝါရဲ့လျှက်စီးတိုက်ခိုက်မှုကြောင့်မိုးအာနာအသက်ဆုံးရှုံးသွားခဲ့ပါတယ်သူမတေဆုံးသွားတာကိုမြင်လိုက်ရတဲ့မော်ဝီနဲ့တငယ်ချင်းတွေဟာဝမ်းနဲ့ကြေကွဲသွားပေမဲ့ပင်လယ်နက်တွေကမိုးအာနာရဲ့တတိနဲ့အနစ်နာခံမှုကိုအတိအမှတ်ပြုခဲ့ကြပါတယ်အဲ့ဒီနောက်မိုးအာနာဟာတာမန်လူသားမဟုတ်တော့ပဲပင်လယ်ရဲ့ကောင်းချီးပေးခြင်းကိုခံထားရတဲ့ဓမ္မတွေတယောက်အဖြစ်ပြန်လည်ရှင်သန်လာပါတယ်။သူမနဲ့မော်ဝီတို့ပူးပေါင်းပြီးမော်တူဖီတူကျွန်းကိုပင်လယ်ပေါ်ပြန်လည်မြင့်တင်နိုင်ခဲ့တဲ့အတွက်နှစ်ပေါင်းများစွာပြတ်တောက်နေတဲ့ကျွန်းတွေအားလုံးပြန်လည်ချိတ်ဆက်သွားခဲ့ပါတယ်။ခွဲကွာနေတဲ့ပင်လယ်လူမျိုးတွေဟာလည်းတယောက်နဲ့တယောက်ပြန်လည်တွေ့ဆုံနိုင်ခဲ့ပြီးမိုးအာနာကသူမရဲ့လူမျိုးကိုခေတ်တစ်ခုစီဥဆောင်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့မုံနဲ့ဇလန်ကတော့အဆုံးသတ်သွားပါတယ်